ပြင်ဒီမှာcondenser resistor မှာလဲ0 ohm resistor နဲ့အုံတန်မှုရှိတဲ့ resistor နဲ့ဟလာကွာလို့ပဲဒီမှာလဲ feeder condenser နဲ့ coupling condenser ဆိုပြီးတော့နှစ်မျိုးရှိတယ် diagram မှာပြမယ်ဆိုရင် feeder condenser ဒီဘက်မှာတစ်ဖက် ground ချတာ coupling condenser မှာ ground ချမတော့ feeder condenser ဆိုတာဘာလို့လုပ်လဲဆိုတော့ရေတန်းတန်းတော့ချင်းရေစင်းနဲ့ဆက်ရတယ်လို့ပဲဆိုင်ကယ်မှာလဲ feeder ဘူးဆိုတာမရှိဘူးလားဟလာစီတန်ကြီးတွေကနေ feeder ဘူးနဲ့လာပြီးမှ तू က carburetor တဲ့ဟလာဝင်တာဟုတ်ဒီမှာလဲ feeder condenser ဆိုတာအဲ့လိုပဲ तू ကလျှက်စစ်တဲ့အားတွေကိုတိုးလောင်သိမ်းစီးတယ်ပြီးတော့じゃတခြားဘက်ကိုချောမွညင်တာကပြန်လဲထုတ်ပြီးတယ်ပိုးသွားတဲ့လမ်းကြောင်းတွေမှာလျှက်စီးကြောင်းအောင် तू ကထိန်းပေးတာအဲ့တော့ဒီ feeder condenser တွေငါတို့ပြဿနာပေးသွားဒီ feeder condenser တွေပဲအဲ့ဒါခုနတိုင်းပြရနော်နှစ်ဖက်လုံး ground ချဖြုတ်ချလိုက်တဲ့ condenser ကိုဖြုတ်ချတဲ့တိုင်းကြည့်တယ်ဟိုဘက်ဒီဘက်တီးမိနေတာပဲဒီကောင်လေးတစ်ခု feeder condenser လေးတစ်လုံး ground ချရတဲ့တပြိုင်နဲ့နော် short ဖြစ်တာနဲ့တပြိုင်နဲ့သူနဲ့သက်ဆိုင်တဲ့လမ်းကြောင်းအကုန်လုံး short ကျသွားတယ်ဒီ feeder condenser တွေကောင်းမကောင်းဘယ်လိုတိုင်းတာမလဲဆိုတော့မီတာမှာ diode scale ထားမယ်လက်တဲ့အနီကို ground ထောက်မယ်နော် ground က circuit ပြပေါ်မှာအများကြီးပါနော်ဒီနေရာတွေတန်ဖုံးနေရာတွေ ground တွေပြီးတော့ဒီမှာရွှေရောင်တွေ ground တွေနော်ဒီနေရာကတော့ ground မဟုတ်နော်ဒါ test point နော်ဒီမှာ internal တွေလည်း ground တွေနော်တေချာတော့ဒီဘေးရနေရာတွေတေချာဒီမှာရွှေရောင်လေးတွေအဲ့နေရာမှာလက်တဲ့အနီကိုထောက်ထားလိုက်ထောက်ထားပြီးတော့ condenser ရဲ့တစ်ဖက်တစ်ချက်စီကိုတိုင်းကြည့်ဒီဘက်ထိပ်ကိုတိုင်းဒီဘက်ထိပ်ကိုပြန်တိုင်းနော်အနီကို ground ထောက်ထားပြီးတော့အနက်နဲ့တိုင်းပါနော်သူကတစ်ဖက်မှာအတန်မြင်ပြီးတော့ ground ချနေမယ်နောက်တစ်ဖက်မှာပတ်လန်းကြောင်းရဲ့ connection ပြနေရမယ်ဒါဆိုရင်ကောင်းတယ်ပေါ့ရေဝင်တဲ့ဖုန်းတွေမှာမဲပြီးတော့ leak ဖြစ်နေတာရိုးစိမ့်မှုဖြစ်နေတာမျိုးလည်းရှိပါတယ်ပို့သွားတဲ့လမ်းကြောင်းမှာမဲနေတာတိုင်းလိုက်ပြက်နေတယ်ဆိုရင်ဘယ်လိုဟာမျိုးနဲ့အစားထိုးပေးနိုင်မလဲဆိုတော့ feeder condenser ပြက်ရင် feeder condenser နဲ့ပဲအစားထိုးပေးလိုက်ပေါ့အရွယ်အစားကတော့တအားကြီးကွက်တိကြဖို့တော့မလိုဘူးဒါပေမဲ့ဥမာဒီရွယ်လောက်ဒီအသေးလေးပြက်ရင်တော့ဒီအသေးလေးလောက်ကတော့ပြန်မထည့်လေရတယ်ဥမာဒီလိုအကြီးပြက်ပြီဆိုရင်တော့ပြန်မထည့်လို့မရအောင်ဒီလိုမျိုးအကြီးတစ်လုံးအရွယ်စားတူတစ်လုံးပြန်ထည့်ပေးလိုက်ပေါ့နော်ဒါ feeder condenser coupling condenser coupling condenser ကြောင့် audio ဘိုင်းတွေ mic တွေ network တွေနော်ဒီဘိုင်းတွေမှာသုံးတယ်ဘယ်လိုနေရာတွေမှာ तू ကသုံးတော့ဆိုတော့ AC သဏ္ဍာန် wave form တွေကိုပဲဖြတ်တန်းခွင့်ပြုကျင်တာ DC ဘိုအားတွေကိုတားဆီးပိတ်ဆို့ခြင်းတဲ့အနေအထားမျိုးတွေမှာသုံးနော် audio ဘိုင်းတွေဒါဆိုရင်ဒါ CPU ကနေမှသက်ဆိုင်တဲ့ audio data ကို power IC ထဲမှာရှိတဲ့ audio amplifier ကိုပို့ပေးမဲ့လမ်းကြောင်းမှာခံထားတဲ့ coupling condenser နှလုံးဒီ coupling condenser ပြည့် feeder သွားထည့်လို့မရအောင်လား power မပွင့်တော့ coupling condenser ပြည့်ရင် coupling condenser ပဲပြန်ထည့်ပေးရပြတ်ခဲတယ်အမေသူများဆိုင်ကလှုပ်လိုက်လို့မပါတော့တာမျိုးပဲဖြစ်နိုင်တယ်မာဆိုဒါ 48 audio ဘိုင်းမှာနော် fly me fly and ဘိုင်းမှာသုံးထားတဲ့ကောင်ဒီကောင်လေးပြုတ်နေခဲ့မယ်ဆိုရင် तू က IC ထဲကနေထွက်လာတယ် IC ထဲကိုပြန်ဝင်သွားတယ်ဒီကောင်က ground ချမတော့နော် coupling condenser အဲ့ကောင်ပြတ်နေခဲ့မယ်ဆိုရင် audio ဘိုင်းအလုံးမလုပ်တော့ audio code တစ်ခုလုံးအလုံးမလုပ်တော့ဘူးထိုးရက်သွားဟုတ်နော်